ကျွေးဟောင်းရှိရင်တော့ဆက်ရမှာပေါ့ဘုံမနကိုရီးယားမှာရှိတော့ကကိုရီးယားကိုအလုတ်လာလောက်တဲ့တကားလေးတစ်ယောက်နဲ့ဆုံဖူးပါတယ်အဲ့ဒီတကားလေးရဲ့ဘဝကလည်းကြံတဲ့သူတွေအတွက်တတိပြုဆင်ခြင်ရဆရာလေးဖြစ်ပါတယ်သူကအရက်လည်းမတော့ဆက်လေးလည်းမတော့ကွန်လည်းမစားမဟုတ်တာဆိုတော်တော်ရှောင်ပြီးတော့မိဘအပေါ်မှာတိတ်တိတတ်တဲ့ကလေးတစ်ယောက်ပါအလုတ်အားရနဲ့ကျောင်းကိုရောက်လာပြီးတော့ဆရာတော်ဝေယဝဆလုပ်ကျောင်းဝေယဝဆလုပ်လေးရှိတဲ့သူပေါ့ဒါပေမဲ့သူ့ဘဝမှာရောက်တဲ့နေရာတိုင်းတိတ်အဆင်ပြေကြီးမဟုတ်လားပါဘူးတခုမဟုတ်တခုကတော့အခက်အခဲကိုရှိနေတတ်တာဖြစ်ပါတယ်အကောင်းတွေလှုပ်တာလဲကျန်တဲ့သူတွေနဲ့စာရင်အတော်လှုပ်တဲ့ကလေးတစ်ယောက်ပါသူဒီလောက်ကောင်းတာတွေလုပ်နေပေမဲ့သူ့ရဲ့အကျိုးသက်ရောက်မှုကတော့အစင်မပြေတာအခက်အခဲဖြစ်နေတာပဲများတတ်တယ်လေတခါတလေသူ့အကြောင်းတွေသိနေတော့သူ့ကိုအားပေးစကားပြောဖြစ်တယ်ကိုဘဝအနေထားကိုအားကြီးစိတ်ပြက်လက်ပြက်မဖြစ်ဖို့နဲ့စိတ်တမကြဖို့ပေါ့တချို့ကိစ္စတွေမှာကံအကျွေးတွေပါလာရင်ပြန်ပြီးပြစ်ဆက်ရတယ်ကံရဲ့သဘောကဒီဘဝရဲ့ကံကြီးပဲတက်ရောက်မှုရှိနေတာမဟုတ်ဘူးအတိတ်ရဲ့ကံအကျိုးပေးတက်ရောက်မှုတွေကလည်းရှိနေပြန်တာဆိုတော့ဒီဘဝမှာအကောင်းတွေလုပ်နေပေမဲ့အတိတ်လက်ကျန်တွေနဲ့အဟောင်းတွေကအကျိုးပေးခြင်းတွေကြုံနေရင်ကောင်းတာတွေလုပ်နေရင်နဲ့ကိုပဲအစင်မပြေတာတွေကြုံရတတ်တယ်အတိတ်ဘဝတွေမှာတချို့ကိုလုပ်ခဲ့တဲ့ကုသိုလ်တွေမှာအကုသိုလ်လေးတွေကပ်ပါလာတဲ့အခါအဲ့ဒီကံရဲ့တက်ရောက်မှုလေးတွေအဖြစ်အကောင်းလေးတွေလုပ်နေပေမဲ့အစင်မပြေဘူးနေအခက်ခဲလေးတွေဟာလည်းမကောင်းတဲ့ကံရဲ့ဂျားညက်မှုအနေနဲ့ပါနေတတ်ဖြစ်ပါတယ်တခုသတိပြုရမှာကတချို့အတိတ်ကံရဲ့မကောင်းကံအကျွေးကအာကြည့်နေပေမဲ့ဒီဘဝရဲ့ကောင်းကံတွေကတံပြန်တက်ရောက်မှုတွေနဲ့အားပြုထားတဲ့အတွက်တေရမဲ့ကံမျိုးကထိခိုက်ဒဏ်ရာရတဲ့အဆင့်လောက်ပဲဖြစ်သွားတတ်တာတွေလည်းရှိတတ်တယ်လေအဓိကကတော့အကောင်းတွေလုပ်နေပေမဲ့အစင်မပြေမှုတွေအခက်အခဲတွေရှိနေတတ်တဲ့ကိုတတိပြုဆင်ခြင်ပြီးပေးဆက်ဖို့ပါလာတဲ့ကံတွေကိုပေးဆက်နေတယ်လို့သဘောထားကစိတ်ဓာတ်မကျအောင်အပြည့်အဖြစ်တတ်တာအောင်နေတတ်ဖို့ပဲကြိုးစားရမှာပေါ့ဘဝမှာအကောင်းတွေလုပ်နေပေမဲ့အကောင်းကြားမှာမကောင်းများနေတာဟာအဟောင်းများရဲ့တက်ရောက်မှုဆိုတာအလုံးကတတိပြုကြရမှာဖြစ်ပါတယ်အဟောင်းတရားကြောင့်မကောင်းကြားရောက်နေကြရင်လဲစိတ်ပြက်လက်ပြက်စိတ်ဓာတ်မကျပဲကိုအကျွေးဆက်နေရတယ်လို့သဘောထားပြီးလက်ရှိအနေအထားမှာအမှားတွေထပ်မများအောင်ပဲကြိုးစားကြရမှာဖြစ်ပါတယ်ကုသိုလ်တွေကြားမှာအကုသိုလ်တွေရမသွားအောင်ပဲကိုယ့်ရဲ့ကံတွေကိုတန်တန်ရှင်းရှင်းဖြစ်အောင်လုပ်ကြရမှာဖြစ်ပါတယ်တကယ်တော့အစင်မပြေမှုများအခက်အခဲများဆိုတာကလူတိုင်းကြုံနေကြတဲ့လောကဓာတ်ရဲ့အပြောင်းအလဲပဲဖြစ်တဲ့အတွက်လောကဓာတ်ပြောင်းတိုင်းကိုယ်စိတ်ကလိုက်ပြောင်းလိုက်ခံစားလိုက်ဖြစ်နေမယ်ဆိုရင်ဒီအပြောင်းလဲတွေနဲ့ပဲဘဝတစ်ခုကအဆုံးသတ်သွားเสียဖြစ်နေမှာပေါ့ဒါကြောင့်ပေးဆက်ဖို့ရှိနေတဲ့အကျိုးဆက်တွေအပေါ်မှာစိတ်ပြက်အားငယ်မဖြစ်စေပဲအကောင်းတွေကိုသာကြိုးစားလုပ်ရင်ဖြစ်ပေါ်လာတဲ့အဟောင်းတွေကိုကုသိုလ်စွမ်းအားအကျင့်တရားများနဲ့သာရင်ဆိုင်ကျော်လွှားနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်ပေးဆက်ဖို့အကြောင်းတရားပါလာရင်တော့ပေးဆက်ရမှာပေါ့အကျွေးရှိရင်ဆက်ရမှာပဲလေအကျွေးဆက်ရင်အကျွေးမထက်အောင်ပဲကြိုးစားကြရမှာမဟုတ်လား